Ok, mình làm à? Lúc trước mình đi vào nó, cho nó đi này mà solution nhé, premium diesel về mình alo, yo diesel đi về tông mà solution nhé, tông lúc nhà làm số bio, cho nó đi này video thì mình mới lúc cho ra ship bài vậy nó. Ok bây giờ video lấy của đó cho nó mình đã bay này mình tin lại cho nó tông mà đấy, cho nó mình đã bay mà đi này cho nó bắt tin bắt cái này video thì sao bông xanh của, cũng mà biển giàu lá đâu rồi cá này biển là nên chào vào này cái video mình này cái vụ cho nó cũng mà xanh của biển giàu chứ vụ mà video video thì video sẽ bài đấy ok bây giờ cho nó lối đồ chân đó mình solution nhé cho nó lúc nào cũng chỉ mà cái premium diesel về là khách hàng này khách phía đó không mà cho nó yo diesel cho nên là về là lười và phóng sự video là khả năng là mỹ đấy bọn nó cho nó lúc này đi yo diesel này cho nó sẽ đi cũng tông nhà là rồi mỹ đấy cho nó lúc nhà số cái đó cho nó đi mà lấy thông sẽ đi xemสบายเสร็จชิมเลยตัวก็จะเราจะน้องปุ่มอาพิกาโยโย่พรีเมียร์ดีเซลเนี่ยเบจะน้องว่าสักกูต้นส่วนละจ่าบีအခုလိုစီဝယ်တဲ့ပြဿနာနဲ့အခက်ခက်လေးဖြစ်ကောရိုးရိုးဒီဇယ်လေးနဲ့ပြန်ပြီးသုံးကျင်နေပြီတချို့ကြတော့လေ3ရက်လို့သုံးနေကြတချို့ကြလည်းမ3ရက်တော့မေးကြတာပေါ့သုံးလို့အဆင်ပြေရလားဗျပြဿနာရှိနိုင်လေဒီတောင်းရလေးကိုကျွန်တော်ဒီနေ့ခက်ခက်နာမြောက်ပြီးမှဖြစ်ပါတယ်ဟုတ်ကဲ့ဗျကျွန်တော်တို့ရိုးရိုးပရီမီယံဒီဇယ်ရိုးရိုးဒီဇယ်နဲ့ကျွန်တော်တို့ဒီလေးလုံးလုံးဒီဇယ်အင်ဂျင်တွေကိုကိုပိုတာစပိုင်းရေးဆက်ပဲဖြစ်ဖြစ်ဒီလေတုံးဆက်ပဲဖြစ်ဖြစ်တခြားဒီဇယ်အင်ဂျင်မှန်သမျှအကုန်လုံးပေါ့နော်အသုံးပြုလို့ရလားဆိုလို့ရှိရင်တော့အသုံးပြုလို့ရတယ်ပရီမီယံခက်ခဲဖြစ်လို့ရိုးဒီဇယ်နဲ့သုံးမယ်ဆိုရင်လည်းသုံးလို့ရတယ်မောင်းလို့လည်းရတယ်ဒါပေမဲ့စိုးကျိုးတော့ရှိကောင်းကျိုးကတော့မောင်းလို့ရတယ်ပေါ့နော်စိုးကျိုးကတော့ရှိတယ်ဒီမှာစိုးကျိုးလေးတွေကိုကျွန်တော်တို့ကသိထားလိုက်မယ်ဆိုရင်အခုစက်ပိုင်နေကြည့်မယ်ဆိုစက်ပိုင်နေသိထားရမယ်တောင်သူကြီးတွေလယ်သမားတွေကသုံးမယ်ဆိုလို့ရှိရင်လယ်သမားတွေသိထားရမယ်သူကစိုးကျိုးလေးတွေသိထားသူကစိုးကျိုးလေးသိပြီဆိုရင်ဆောင်းဝင်ရှောင်းဝင်လေးရလည်းရှိတယ်ဆောင်းဝင်ရှောင်းဝင်လေးကိုလည်းကိုကလိုက်ပြီးတော့လှုပ်လိုက်မယ်ဆိုရင်တော့ဒီစက်ပြက်စီတက်တာသွားလိမ့်မယ်ပေါ့နော်ဟုတ်ပြီဆိုတော့ရိုးရိုးပရီမီရိုးရိုးဒီဇယ်မှာကြတော့ကျွန်တော်ဒီဘာစိုးကျိုးပါလဲဆိုတော့သူကဒီရိုးရိုးကဒီဇယ်ကတက်ထုမှာဓာတ်မှာကြတော့သူကမူရင်းပေါ့နော်ရင်နံကစပြီးတစ်စစ်ချင်းစီစပြီးထုတ်လုပ်လိုက်တဲ့မှာကိုတဲ့ကရိုးရိုးဒီဇယ်မှာကဘာဓာတ်ပါလာလဲဆိုဆာလဖာဆိုတဲ့ဓာတ်ကသူကပါလာတယ်ဆာလဖာဓာတ်ပေါ့နော်ဆာလဖာဓာတ်ကနည်းနည်းပို့ပြီးတော့ပရီမီယံနဲ့ဆိုင်ပို့ပြီးတော့များတယ်ပရီမီယံနဲ့ဆိုင်ပို့များတော့ဒီဆာလဖာကိုကျွန်တော်ကအလွယ်ကူဆုံးအတိတ်ပဲဖွင့်လိုက်မယ်ဆိုတော့သူကအညစ်အကြေးပေါ့သူကတော့အပြင်ရဲ့ကာလဝိထုတွေမှာဆိုတော့သူအမိုက်တလိုက်လည်းသုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီအင်ဂျင်မှာကြတော့ဆာလဖာဆိုတဲ့ကောင်လေးကအညစ်အကြေးဆိုပြီးတော့တော်တော်များများအဲ့လိုစကားလုံးအသုံးလုံးနဲ့သုံးတယ်ပေါ့နော်သူကအညစ်အကြေးဆိုတော့ဒီကရိုးရိုးဒီဇယ်မှာကအညစ်အကြေးပါလာလို့လားအဲ့လိုတော့မဟုတ်ဘူးသူကဒီဇယ်ကပင်ထွက်လာတဲ့ဓာတ်မှာကိုတဲ့ဆာလဖာဆိုတဲ့ဓာတ်ကရိုးရိုးဒီဇယ်မှာပိုများလာတော့အဲ့ဓာတ်ကသူကအညစ်အကြေးပေါ့နော်ဘယ်လိုဆိုးကျိုးဖြစ်နိုင်လဲဆိုတော့ဥပမာတစ်ခုဒီကဆာလဖာဆိုတော့ဓာတ်များတဲ့ရိုးရိုးဒီဇယ်ကိုကျွန်တော်ကဆက်မှတ်တက်ပြီးသုံးလိုက်မယ်ဆိုလို့